ကိုဗီနဲ့ဥစမန်ပွဲအကြိုက်ဆုံးပဲဟုတ်တယ်အဲ့ဒါနော်ဟုတ်တယ်တကယ်ကောင်းတဲ့ပွဲတကယ်ကောင်းတဲ့ပွဲတကယ်ဟိုမိုက်တာပြန်ကြည့်ကြပါနော်နောက်ပိုင်း MMA ကြည့်ရလေဒီပွဲ highlight တွေရှိပါတယ်ပွဲအပြည့်တွေလည်း YouTube ဒီ TikTok အကုန်ရှိပါတယ်ဟိုမှာလည်း Facebook UFC page မှာလည်းတင်ပေးထားပါတယ်အဲ့ပွဲနှစ်ပွဲသလုံးကိုဗီကရင် entrance champion ဖြစ်တာသိလားအဲ့တဲ့မှာ entrance champion ဖြစ်မြောက်ကြရတယ်တဲ့မှာအဲ့လိုနှထင်သွေးရောက်ပြီးတော့ခပတ်ဖြုတ်ခံတော့ဥစမန်ကြားထဲမှာ champion ဖြစ်သွားတာပေါ့နော်အဲ့မှာသူတို့နှစ်ယောက်ပြန်တွေ့ရောကိုဗီကလည်းဥစမန်ကိုတောက်လျှောက်စိန်ခေါ်တာတဲ့မှာတယောက်ရမ်းများလား UFC ကတဲ့ပေးလိုက်ပေါ့ချရအဲ့မှာကျွန်တော်နှစ်ယောက်အကြောင်းကိုကျွန်တော်ပြောပြနှစ်ယောက်စလုံးကနဘန်းသမားတွေ NCAA Division 1နဘန်းသမားတွေဆိုရင်ကတက်လာတာလဲနဘန်းလုံးပြီးတက်လာတာနှစ်ကောင်တော့ဥစမန်ဆို striking ကအဲ့လောက်မဟုတ်ဘူးကိုဗီကမှ striking ကောင်းနေကိုဗီက boxing ကောင်းတယ်နဘန်းလုံးပဲထင်တာဝေဖန်သုံးတဲ့သူတွေကလည်းဒီနှစ်ယောက်ဘသူကနဘန်းပို့လုံးနိုင်မလဲဥစမန်ဝဲကိုဗီကပထမဆုံးတိတ်တောင်းချသွားမလားဥစမန်ပဲထူထောင်သွားမလားဘာလို့ကျွန်တော်အဲ့စကားပြောရလဲဆိုတော့ UFC မှာကမ်မရူဥစမန်ကိုပထမဆုံးလှဲနိုင်တာ Lion Edward ပါ Leon Edward မလှဲနိုင်ခင်ကဥစမန်ကိုဘယ်သူမှမလှဲနိုင်ပါဘူးเนาะအဲ့ဒါဥစမန်ရဲ့စံချိန်မှာဆိုတော့ကိုဗီကပထမဆုံးဆွဲလဲနိုင်မလားပေါ့နော်လုံးနိုင်မလားโอเคပွဲရတဲ့ဆောင်းရမ်းကြမ်းပေါ့နော် press conference မှာလည်းရန်နေဖြစ်ဆိုအဲ့မှာလည်းချကြအောင်လုံးဝလက်ပန်းမလုံးပါဘူးငါးကြီးသလိုနော်ကိုဗီကတစ်ချက်ဆွဲလဲလိုက်သေးတယ်ဥစမန်ကိုလဲမလို့ဖြစ်လိုက်သေးအဲ့နောက်ပိုင်းလုံးဝလက်ပန်းမလုံးချနှစ်ကောင်လုံးတဲ့ပြီးထိုးတာနော်နှစ်ကောင်လုံးတဲ့ပြီးထိုးပွဲရဆောင်းရမ်းကောင်းတယ်ကိုဗီကအမိုက်ထိုးတယ်ကိုဗီရဲ့ပုံစံကိုကျွန်တော်တခုပြောပြရင်လေ तू က lightweight မှာထိုးတင်တာသိလား lightweight မှာထိုးတင်တာဒီ weight cut အခက်အခဲကြောင့် तू စင်မထိုးရတော့ lightweight မှာတော့သူ့ရဲ့အကောင်ကသေးတယ် Dustin Poirier တောင်သေးတယ်အဲ့တော့ तू က welterweight မှာထိုးတာကိုဗီကလူကောင်နာသေးတာတအားတန်တယ်တအားတန်သူ့ရဲ့လူကောင်ကြီးရဲ့ဒီ Josman Vidal တို့ဟိုဟာတို့တော့ तू လှဲနိုင်တယ်နော်ဟိုဟာတို့အဲ့လိုမျိုးတအားကြန့်သူ့ရဲ့လူကောင်ကြီးရဲ့လူကောင်ဆွဲလဲတာကိုဗီကတအားတန်တယ်အမိုက်ထိုးတာနှစ်ယောက်စလုံးဘောက်စင်ပဲထိုးတာအဲ့တော့အဲ့မှာကျွန်တော်ဘာပြောချင်လဲဆိုဥစမန်ကမာကုံကောင်းတယ်လက်တန်ရှိတယ်လူကောင်တာတယ်ကိုဗီကနီးစနစ်ပိုကောင်းတယ်ဘောက်စင်ပိုကောင်းတယ်လူကောင်သေးတယ်မာကုံကအတူတူပဲကြာတော့ဘာဖြစ်တာလဲဆိုတော့ကိုဗီထိတာပေါ့နော်ပါဝါလဲဥစမန်ကပိုကောင်းတော့နှစ်ယောက်သားဘောက်စင်ပဲထိုးတယ်ဗျာခင်ဗျာကျွန်တော်ပြောလို့ရှိရင်အဲ့အပိုလို့ထင်ဘောက်စင်ပဲထိုးချနှစ်ကောင်လုံးကိုဗီသွေးတန်ရဲဖြစ်လာပြီးတော့ဒီနောက်ဆုံးအချီမှာအလဲထိုးခံလိုက်ရတယ်ဆိုရင်သားသိရမယ်ကျွန်တော်ကဟိုမုတ်ဆိုးရင်းတူရင်တောကျွမ်းတဲ့မုတ်ဆိုးကတားကောင်ပိုရတယ်ကျွမ်းကျင်မှုရင်စကေးချင်းတူလို့ရှိရင်ပါဝါကြီးရဲ့ကောင်စားတာပဲအဲ့ပွဲမှာနှစ်ယောက်စလုံးကဘောက်စင်မှာကိုဗီကတာတယ်ဒါပေမဲ့လက်တန်နဲ့လူကောင်တွေကဥစမန်ကတာတယ်ထောက်လက်သီးရေထိုးတယ်ဥစမန်နောက်ဆုံးကိုဗီအမဲ့ယူချွေခံရတာပဲကြာသွားတာ Okay rematch ကဂျားထဲမှာချက်ချင်းပြန်တယ်တာမဟုတ်ဂျားထဲမှာ3ပွဲလောက်ချားတယ်ကိုဗီလည်းနိုင်ပွဲတွေရဥစမန်လည်းချန်ပီယံခပတ်ကြီးတောက်လျှောက်ကာဝယ်ပြီးမှကိုဗီနဲ့ပြန်တွေ့တယ်ဒုတိယပွဲမှာကိုဗီကပြန်လုပ်ပြပို့လုပ်ပြနိုင်တယ်ပထမပိုင်းဥစမန်တာတယ်နောက်ပိုင်းကိုဗီတာတယ်ကျွန်တော်ဟိုစပလစ်နောက်နဲ့ပဲနိုင်မယ်ထင်တာအဲ့ချိန်ကဥစမန်ရဲ့အကောင်းဆုံးအချိန်ဆိုတော့လေဥစမန်ပဲနိုင်သွားတာဒုတိယပွဲကပိုကောင်းတယ်ပထမပွဲကလူစိတ်ဝင်စားမှုပိုများပေမဲ့ကျွန်တော်ကဒုတိယပွဲကိုပိုကြိုက်တယ်ဒုတိယပွဲလည်းကိုဗီရှုံးပါတယ်ဆိုတော့ပြောရလို့ရှိရင်လေကျွန်တော်ဟိုတနေ့ကမန့်မှာလာပြောထားတယ်ဘယင်မဖြစ်လိုက်ရတယ်တဲ့အိမ်ရှိမင်းသားတွေအကြောင်းပြောပြတယ်လှနော်စကားလေးကတကယ်ဟုတ်တယ်ကိုဗီကအဲ့ဒါတကယ်အိမ်ရှိမင်းသားဥစမန်အကောင်းဆုံးချိန်မှာသူတောက်လျှောက်သူအကောင်းဆုံးပုံစံကိုပြတယ်ချန်ပီယံဖြစ်ခဲ့ဥစမန်ကြောက်သွားတော့သူလည်းအကောင်းဆုံးအရွယ်မှာမရှိတော့ဘူးဗောနော်ဟိုနေ့ကဒီLeon Edwards ကချန်ပီယံလူခွင့်ရတယ်ရှုံးပါတယ်သူ့ရဲ့အကောင်းဆုံးပုံစံမရှိတော့ပါဝယ်တာဝိမှာဆိုအကောင်သေးပါတကယ်ဆို lightweight ကိုသူဆင်းလိုက်တယ်နော်အဲ့ချိန်ကလည်းခါဘစ်ခစ်ကောင်းပြောမှပြပါခါဘစ်ခစ်ကောင်းနေတာပြောတာပါသူဆင်းလို့ရပါအဲ့ချိန်ကသူအောက်ဆင်းကြီးခါဘစ်ကိုသူလုံးနိုင်တယ်ရှင်ပြီးတော့ကိုဗီကတော်တော်ကောင်းတာအခုတော့အင်ရှင်မင်းသားဘောကနေပဲကျင်တန်းလိုက်ရတယ်လို့ပြောသူ့ရဲ့အကောင်းဆုံးပုံစံကလည်းကြံခဲ့ပြီပေါ့နော်ကုန်သွားပြီပေါ့အဲ့ခုနကပြောတဲ့ဘယင်မဖြစ်လိုက်ရတဲ့အင်ရှင်မင်းသားဆိုတကယ်ပြောတာ lightweight မှာဆိုပိုရီယေဒိုင်းမွန်းတို့နော်ဒိုင်းမွန်းတို့ကေဂျီတို့နော်ပြီးလို့ရှိရင်ရှိပါတယ်ဖက်တာဝေးမှာဆိုမက်ဆော်လိုဝေးတို့နော်အဲ့လိုမျိုးလူတွေအများကြီးပဲသူတို့ဆိုလို့ရှိရင်သူတို့ရဲ့အကောင်းဆုံးပုံစံမှာရှိပါလေရနဲ့နော်သူတို့ရှိမှာလောက်ပြနိုင်တဲ့လူတယောက်ရှိတယ်ဆိုတော့သူတို့ဘာမှမဖြစ်လိုက်ရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးကျွန်တော်ဒီlight heavy မှာဆိုလက်ဇနာဂူစရာဆန်တို့နော်ဂူစရာဆန်အဲ့သူတို့ဆိုရင်တအားကောင်းတာဂျော်ဂျုံကိုအထိဆုံးထိုးနိုင်ခဲ့တာစုပ်ပြတ်တတ်ပြီးတော့ကွာရုပ်ပြက်စင်းပြက်ဖြစ်အောင်ထိုးတာသူပဲရှိတယ်လက်နာကုဆဆန်ရဲ့ဟိုကတအားကောင်းတာဘောက်စင်တအားကောင်းနောက်ပိုင်းကျတော့သူလည်းကြာပါလူတွေကလေကိုယ့်ရဲ့အကောင်းဆုံးအချိန်မှာစိတ်ဘယ်လိုခေါ်ရမလဲမန်တယ်ခေါ်မလားနော်ကိုယ့်ရဲ့
အကောင်းဆုံးအချိန်မှာအဲ့လိုဟိုလုံးမပြနိုင်ရင်နောက်ပိုင်းပြန်ပြီးတက်ဖို့မလွယ်တော့ဘူးနော်ကိုဘီလည်းအဲ့လိုဖြစ်သွားတာစိုးတာသူကသိရမလားအဲ့လိုဘစ်မောက်သွားတယ်လားလိုတာတော့ပိုပြီးပါဇက်ကတအားပြောတော့အဲ့လိုမျိုးကြီးလည်းဖြစ်တယ်နော်အဲ့ပွဲနှစ်ပွဲပြန်ကြည့်ပါနှစ်ပွဲလုံးတကယ်ကောင်းပါတယ်ကိုဘီရဲ့အကောင်းဆုံးချိန်ဥစမန်ရဲ့အကောင်းဆုံးချိန်နှစ်ယောက်စလုံးပြောမစင်ကွာသိရမလားရောက်မင်းဘာကောင်ဖြစ်ငါတပန်းလုံးမယ်မဟုတ်လာချမယ်ဆိုတဲ့ပုံစံမျိုးနှစ်ကောင်လုံးအဲ့လိုချနှစ်ယောက်စလုံးဆော့တာကျွန်တော်လည်းတပန်းလုံးမယ်ပဲတစ်ချက်မှလုံးမသွားဘူးပွဲအစဆုံးပေါက်စင်မထိုးတာကမ္ဘာဒေတာတော့အန်အောနေသူတို့နှစ်ယောက်ကိုနော်တကယ်ကောင်းပါတယ်အဲ့ပွဲနဗန်သမားနှစ်ယောက်ကဘောက်စင်သီးသန့်ထိုးရတာစတန်ဖိုက်သီးသန့်ကစားရတာပဲကြည့်ရတာစောက်ရမ်းမိုက်ပါတယ်အဲ့ပွဲကိုကြည့်ပြီးကျွန်တော်တိုက်တွန်းပါတယ်